พูดไทยได้ไหมคะพูดไทยได้ไหมคะพูดได้ค่ะพูดได้ค่ะพูดไม่ได้ค่ะพูดไม่ได้ค่ะพูดได้นิดหน่อยค่ะพูดได้นิดหน่อยค่ะโอเคပါအဲ့ဆိုရှင်တော့ဒီ video file လေးကိုဒီမှာခဏလောက်ရထားပါမယ်ဒီထိုင်းစာနဲ့ပတ်သက်တဲ့ 4K သင်ခန်းစာစကားပြောဝကြအကြောင်းအရာတွေမေကွန်းမေးဖြေကဏ္ဍတွေစောင်းမဖတ်ခြင်းပုံမြန်စာပိုက်ဖတ်ခြင်းအကြောင်းအရာတွေကိုလည်းပဲ Facebook page YouTube channel TikTok account နဲ့ Wave account တွေမှာတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel page တွေကို like လုပ်ပြီးဖို့အတွက် like က follow လုပ်ပြီးဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ဒီ channel ပတ်သက်တဲ့ channel link တွေpage link တွေကိုလည်းပဲဒီ comment တွေမှာချပေးထားမှာဖြစ်ပါတယ်ပြီးတော့ဒီ Facebook ရဲ့link ချိန်ထားတဲ့နေရာကနေလည်းပဲတက်ဆင်သွားပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ်ဒီ video file ကိုဒီမှာလေးပဲခဏလောက်ချက်ထားပါမယ်နောက်တစ် video file မှာပြန်တွေ့ပါမယ်ဒီ video file လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ